ဒီစက်ပြခဲလေးကိုဘလို့တော့မှလည်းမသိသေးတဲ့တူတက်ကိုပြပြပေးမယ်နော်အရင်ဦးဆုံးရေလေးစွပ်ပေးပါရှင်ရေလေးစွပ်ပြီးတော့မှလက်နှစ်ဖက်နဲ့တေချာလေးပုတ်ပြီးတော့မှအမြုပ်ရအောင်မြုပ်ထွက်အောင်တေချာပို့တိုက်ပေးနော်သူတခြားစက်ပြခဲနဲ့လုံးဝမတူပါဘူးကြစ်ကြစ်လေးလေးပါနော်ချစ်တို့တခြားစက်ပြခဲဆိုလို့ရှိရင်ဘွားစီမနေပါဘူးရှင်အမြုပ်ကလေးရအောင်ပို့တိုက်ပေးအမြုပ်လေးကိုအရန်ကိုမှနှုတ်ညံ့တာပဲနှံလေးကိုမှုေးလို့မှာကိုလူချင်းတဲ့နေရာလေးကိုကိုကဂျိုင်းတုံတုံးမယ်ဆိုလို့ရှိရင်အမြုပ်လေးထောက်လုပ်ပြီးမှကိုလူချင်းဂျိုင်းကိုပို့တိုက်ပေးနော်ကိုကအောက်မျက်နှာလေးကိုတုံးကျင်နေဆိုလို့ရှိရင်ဒီမှာအောက်မျက်နှာလေးဒီလိုလေးအပေါ်ရန်လေးကိုပို့တိုက်ပေးနော်အတွင်းနဲ့ထိဒီလိုမျိုးထိုးထည့်ကြမလို့ပါဘူးရှင်အောက်မျက်နှာတက်ဆိုလို့ရှိရင်အနံ့စိုးထွက်တာရရနာရီဆိုလို့ရှိရင်တပတ်အတွင်းလုံးဝတက်တာပျောက်ကင်းပါလေရှင်ပြီးကြတော့ကိုကဂျိုင်းကျွန်းနဲ့နန်နေဆိုလို့ရှိရင်လေရေချိုးတဲ့ချိန်တစ်ချိန်မဲ့သုံးပြီးတပတ်အတွင်းလုံးဝတက်တာပျောက်ကင်းတယ်အတာရေပြိုင်းမှာရှိရပိုးမတွေကိုလည်းသိစေနိုင်ပါတယ်ရှင်ပြီးကြတော့တဘာဝကြောက်ချင်တဲ့ရှားဆောင်ပြုလုပ်ထားပြတဲ့ကြောင့်မို့လို့ဘိုးတက်ဆိုလုံးဝမရှိပါဘူးရှင်အခုချိန်မှာလာအောင်မယ်ဆိုလို့ရှိရင်ဒီလိုနှခက်ဝက်ပြီးဆိုရနဲ့ကန်ဆယ်မဲ့ကူပွန်တစ်စောင်ရမယ်နော်ချစ်တို့သူကကျမရှိနှခဲလာမာယူတဲ့ပြန်ကိုဘောင်းချပါတစ်ခါထည့်ပေးလိုက်ပါပါရှင်လက်စွပ်ပါမယ်ရွှေရမ်းချင်းပါမယ်တကြားလုံးရွှေသီးတကြားလုံးလေးတွေအလုံး30ပါမယ်နော်ချစ်တို့ပြီးကြတော့ငွေသားစု6300စု5000စု6000စုပါမယ်နော်ခုချိန်မှာလာဝယ်မရမယ်နော်ချစ်တို့ရန်အကတ်တက်လေးနဲ့ရမှာမို့လို့ခုချိန်မှာလာဝယ်မရပါတယ်ရှင်မောင်ရှင်နေဆိုတော်တော်ချက်ပါမှာလာမောင်လို့ရတယ်လို့ဖုန်းဆက်ပြီးမှလည်းမောင်လို့ရပါတယ်ရှင်မုံရမျိုးတွင်ပြည်တော်တာရက်ကွက်အနီးတော့ဆိုလို့ရှင်ဒလီဖီတီနဲ့ပို့ဆောင်ပေးပါတယ်ရှင်ကဲပြပြလိုက်ပြီ